ကဲအချိန်ရှိခိုက်လုံလာဆိုင်မယ်လုံနေတော့ဆိုင်ကညီလေးတယောက်သူ့ရဲ့ဖုန်း Redmi Note 8က MIUI 12.5 မှာစက်သိမ်းသွားပြီး upgrade တွေလည်းထပ်မပေးတော့ဘူး Android version ကလည်း11မှာတက်နေတယ်အဲ့တော့ latest version ဖြစ်တဲ့ HyperOS UI ကိုသုံးကျင်နေတဲ့အဲ့လိုသုံးကျင်ရင်ဖုန်းအသစ်ဝယ်လိုက်ပါလားလို့အေးပါကွာလုပ်ပေးပါမယ်ဆိုတော့ဒီတာသနာပြတ်ကောင်ရဲ့ Note 8ကို HyperOS Custom ROM လေးတင်ပေးပါမယ်ဖုန်းက official unlock ဖြစ်ပြီးသားဆိုတော့ custom firmware အတွက်ကို HyperMid Telegram channel ကနေ download လိုက်ပါမယ်ဒီ channel မှာ Note 8အတွက်သာမကအခြားသော Xiaomi model တွေအတွက်ပါ Hyper firmware တွေရှိပါတယ်ကဲ Note 8အတွက် down ပါမယ် One eternity later firmware လည်း complete ဖြစ်ပြီဆိုတော့ဖုန်းကို power pack follow up down ကင်ပြီး fast boot မှုဝင်ပါမယ်ပြီးရင် CMD ကနေ fast boot flash recovery space orange fog file ဆွဲထည့်မယ်အနာခောက်ပြီးရင် fast boot reboot enter ဒါဆိုရင် orange fog file တက်လာပါပြီပြီးရင်ထုံးစံအတိုင်း firmware flash ပါမယ်ရေးလို့ပြီးရင်တော့ system ကို format ချမယ်ပြီးရင် reboot system ကဲအခုဆိုရင်တော့ MIUI Note 8ကနေ HyperOS Note 8ကိုချိန်လိုက်ပါပြီ HyperMid ဆိုတာက HyperOS version ကို reboot ပြန်လုပ်ပေးထားတဲ့ firmware type ပါ69ရာခိုင်နှုန်းလောက်ထိကိုတူပါတယ် Android version လည်း40ဖြစ်သွားပြီး HyperUI အတိုင်း control center လေးပြောင်းသွားမယ် widgets အသစ်တွေလည်းပါလာမယ်အဲ့အပြင် call recording ကိုပါ notice white မပါပဲသုံးလို့ရအောင်မယ်ဗျာ Nice အတာထက်ခေါ်တာက AOD All-in on display option ပါသွားမယ် What the hell တကယ်ကိုအလုပ်လုပ်ပါတယ်ဒါပေမဲ့ LCD မှန်ပေါ်မှာ AOD သုံးတာမကောင်းပါဘူး battery က share ကို drop ဖြစ်ပါတယ် lock screen style တွေပါချိန်သွားပြီး refresh rate က120ထိတောင်ပါသေးတယ် memory extension ကလည်းပါလိုက်သေးတော့ရှုပ်လို့တော့မရအောင်เนาะတူတော့ရှုပ်နေတာဘာအဲလာရှိလဲဆိုရင်အဲဒါတခုတော့ရှိပါတယ်အဲ့ဒါကကင်မရာရဲ့ portrait မှုမှာပါကျန်တာတွေနဲ့ရိုက်ရင်အဆင်ပြေတယ် portrait ပြောင်းလိုက်ပြီဆိုတာနဲ့ရိုက်လို့မရတော့ဘူးလက်သွားပါပြီ resolution ပဲမနိုင်တာလား bug လာတော့မသိဘူးကျန်တာတွေကတော့အဆင်ပြေပါတယ်ကဲဒီနေ့တော့ဒီလောက်ပဲ take care yourself bye bye